ပါဖြစ်ပါတယ် အဲ့တော့ဒီသွေးပေါင်တိုင်းတာလေအေးစစ်စစ်နာနာနေနဲ့သွေးပေါင်ဟို relax ဖြစ်နေတိုင်းရမှာပေါ့နော်ထိုင်တာတောင်မှအဲ့ဒါအခြေဘဝကလည်းတမန်တလင်းကိုထိထားဆေးလိပ်တွေရက်တွေလည်းမတောက်ထားနာနာနေနိုင်ဝက်ဒီလိုဖြစ်တဲ့နာပေါ့နော်အဲ့တော့အချုပ်အနေနဲ့ဆိုရင်ရောဒီသွေးတိုးနဲ့ကြောက်ကကိုကာကွယ်ရတာပေါ့နော်ပုံမဆိုးအောင်ဘယ်လိုများအကြံဉာဏ်ပေးကြပါသေးလဲ ဟုတ်ကဲ့ခင်ဗျာအဲ့တော့သွေးပေါင်မတက်အောင်ကျွန်တော်သွေးတိုးယောဂမရှိအောင်လို့အဓိကတော့ကျန်းမာရေးနဲ့ညွတ်တဲ့အစားအစာတွေကိုစားပါမယ် စောစောကပြောသူတို့တီးရွက်တွေပဲများစား ဟုတ်ကဲ့ခင်ဗျာဟုတ်အဓိကစားပေါ့ခင်ဗျာစားကိုကျွန်တော် short စားရမယ်တယောက်စားလက်ဖက်ရည်စွန်းတစ်စွန်းထပ်ပို့ပြီးတော့မှတနေ့ကုန်စားတဲ့ဟာမစားရဘူးဆိုတဲ့ဟာလေးအဓိကကျွန်တော်ပြောချင်တာပါ ငန်းနဲ့စားလဲရှော့မငန်းနဲ့စားလဲရှော့ပြီးတော့ အဲ့တော့ပုံမှန်လေ့ကျင့်ခန်းလုပ်ရမယ်ပုံမှန်လေ့ကျင့်ခန်းမှာလည်းနေ့စဉ်ကိုတစ်နေ့ကိုနိုင်ဝက်လေ့ကျင့်ခန်းလုပ်ရမယ်တစ်ပတ်ကိုအနည်းဆုံး9ရက်လောက်ပုံမှန်လေ့ကျင့်ခန်းလုပ်တင်ပါတယ် တဲ့ရွယ်လောက်နိုင်တဲ့လောက်လှုပ်ရှားမှုတွေလုပ်နေတိုင်းလုပ်နော် ဟုတ်ကဲ့ ကုသမှုနဲ့ပတ်သက်လို့အောင် ကုသမှုနဲ့ဆိုရင်ကျွန်တော်တို့ကဒီသွေးတိုးယောဂရှိလာပြီဆိုရင်ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုပုံမှန်လေးတောက်တင်ပါတယ်အချို့ကတော့သွေးတိုးမှခေါင်းကိုက်မှတောက်တာမျိုးဖြစ်ပေတဲ့ပုံမှန်လေးမှန်မှန်တောက်သုံးတင်ပါတယ် နော်သွေးပေါင်ကိုဒီချာထိန်ရမယ်ပြီးတော့ အဲ့တော့သွေးပေါင်ချိန်ကိုလည်းပဲကျွန်တော်တို့ကဆေးတောက်ပြီးတော့သွေးပေါင်ချိန်ဒီဆေးနဲ့နေကျွန်တော်တုံတော့မျှတရလားဆိုတာကိုကျွန်တော်သွေးပေါင်ချိန်ပုံမှန်တိုင်းထားပြီးတော့မှထိန်းညှိနေရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ပုံမှန်စစ်ဆေးမှုဆိုတာသွေးတိုးရဲ့နောက်ဆက်တွဲတွေရှိနေပြီလားဆိုတဲ့ဟာကိုကျွန်တော်တို့ကပုံမှန်စစ်ဆေးမှုလုပ်မှသာဒီသွေးတိုးကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုကျွန်တော်တို့ကကြိုတင်ကာကွယ်ကုသနိုင်မှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီ2025ခုနှစ်ကျွန်တော်မတ်လ23ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာကြောက်ကက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့ရဲ့ဆောင်းပုံးလေးဖြစ်တဲ့ကြောက်ကက်ကိုကျွန်တော် detect early protect kidney ဟဲ့တဲ့ကျွန်တော်တို့စောစီးပြီးကျွန်တော်တို့ကယောဂအခုဆိုရင်ရှာဖွေစူးစမ်းပြီးတော့မှကြောက်ကက်ကျန်းမာရေးကိုကျွန်တော်တို့ကာကွယ်ကုသနိုင်မှာဖြစ်ပါတယ်ခင်ဗျ ဟုတ်ပါတယ်เนาะဒါဆိုရင်သွေးတိုးကလည်းအရေးကြီးကြောင်းအားလုံးလည်းမြင်ပြီးသားဖြစ်ပါတယ် question တွေကိုပြီးရင်တော့ chat box မှာဖြည့်ပေးမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ဆွေးနွေးမှာတော့ကျမတို့ကြောက်ကရေဓာတ်တွေကိုလည်းထိမ့်သိမ့်တယ်ဓာတ်စားဓာတ်တွေကိုလည်းထိမ့်သိမ့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေဓာတ်ဓာတ်စားဓာတ်တွေလို့ကြောက်ကကင်တွယ်ထားသလဲပေါ့ကင်တွယ်ထားရေဓာတ်ကြောက်ရေဓာတ်တို့ဓာတ်စားဓာတ်တွေကဘာတွေလဲကျမတို့ခန္ဓာကိုယ်အတွက်ကိုဘလို့အရေးကြီးတယ်လဲဒါလေးကိုပြောအောင်เนาะဒေါက်တာမြတ်ကိုကြီးเนาะရေနဲ့ဓာတ်စားဓာတ်အကြောင်းလေးကိုစလိုက်အောင်အဲ့တော့လူတွေအားလုံးကသိကြတယ်ကြောက်ကဆိုတာစီးစွန်တာတစ်ခုပဲလို့သိထားတယ်အဲ့တော့စီးသွားတာတစ်ခုတည်းကပဲကြောက်ကဆိုင်တာပဲလားဓာတ်စားဓာတ်တွေကရောဘယ်လောက်ထိဓာတ်စားဓာတ်တွေကလည်းဘယ်လောက်ထိလဲဓာတ်စားဓာတ်ကရောဘယ်လိုအရေးကြီးသလဲပေါ့နော်အဲ့ဒါ ဟုတ်ကဲ့ပါခင်ဗျာအားလုံးပဲမင်္ဂလာပါအဓိကတော့ကြောက်ကဲရဲ့လုပ်ငန်းစင်တာပေါ့လေလုပ်ငန်းဆောင်တာမှာကျွန်တော်တို့စီးသွားတာတခုတည်းတော့မကဘူးပေါ့လေခန္ဓာကိုယ်ရဲ့သွေးကိုတန့်စင်ပေးဖို့အတွက်ဆိုတော့ကျွန်တော်တို့လုပ်ငန်းပေါင်းများစွာလုပ်ရတယ်ပေါ့ သွေးတန့်စင်တယ်ပေါ့နော်အင်တန်နေတဲ့စကားလုံး ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ပူရှန်နေတဲ့စားဓာတ်တွေကိုလည်းဖယ်ရှားပေးရတယ်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ရဲ့နောက်ဆုံး product တွေပေါ့ဒါကတော့ကျွန်တော်တို့ acid ဓာတ်တွေလည်းပါတယ်လူမျိုးတွေလည်းဖယ်ရှားပေးတစ်ဖက်ကလည်းရေကိုထိန်းညှိပေးရတယ်ပေါ့ခင်ဗျာကျွန်တော်တို့စားတောက်တဲ့အစားတောက်တွေကတော့ရေကအကြမ်းမြင့်20%လောက်ပါတယ်တောက်တဲ့ရေမှာကျွန်တော်တို့80%လောက်ရတယ်ပေါ့ခန္ဓာကိုယ်တစ်ဖက်ကနေတော့အသက်ရှူလမ်းကြောင်းမှာဖြစ်ဖြစ်ခန္ဓာကိုယ်ရေပြားတစ်ဆင့်ရွှေ့ထွက်တဲ့နေရာမှာဖြစ်ဖြစ်စီးသွားတဲ့နေရာမှာဖြစ်ဖြစ်ပူလန်းကြောင်းလှုပ်ရှားမှုမှာဖြစ်ဖြစ်ရေဓာတ်ဆုံးရှုံးမှုတွေအချိန်နဲ့မျှရှိနေတာပါခင်ဗျာအဲ့တော့ကျွန်တော်တို့ကတစ်ဖက်ကအဝင်နဲ့တစ်ဖက်ကအထွက်ကိုညီညီမျှမျှလေးဖြစ်နေအောင်ကြောက်ကဲလုပ်ငန်းဆောင်တာတွေအနေနဲ့ဒေချာလေးထမ်းဆောင်ပေးရပါတယ်ခင်ဗျာအဲ့တော့ရေတွေကအဝင်ထွက်ရှိတယ်ကျမတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးတို့အဆုပ်တို့အုံနောက်တို့နောက်ဆုံးမှာ cell တွေတစ်ခုမှာအများနဲ့အလုပ်လုပ်နေတော့ acid ဆိုတာထွက်လာတယ် acid ဆိုတာလူတိုင်းသိပါတယ် acid ဆိုရင်ကျမတို့လက်တွေနဲ့ထင်စားတယ်အဝတ်တွေဆိုပေါက်တယ်ဒီ acid ဓာတ်ကခန္ဓာကိုယ်ဒုက္ခပေးတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ကြောက်က acid ဓာတ်ကိုဆွတ်ထုတ်ခြင်းအပြင်ခန္ဓာကိုယ်ရဲ့ cell တွေထိန်းထားတာပေါ့နော်ဒါဆိုရင်ကြောက်ကအကြောင်းပြောတယ်စီအကြောင်းပြောတယ်ဆိုတော့ရေတောက်တာရောတနေ့ကိုဟလာဘယ်လောက်တောက်တင်တယ်လဲပေါ့နော်ရေတောက်တဲ့နေရာမှာတော့ခင်ဗျာကျွန်တော်တို့ကကျန်းမာရေးကောင်းတဲ့လူတစ်ယောက်အတွက်ပေါ့လေပုံမှန်ကျန်းမာရေးကောင်းတဲ့လူတစ်ယောက်အတွက်ဆိုတော့တရက်ကိုအကြမ်းပြည့်2လီတာဝန်းကျင်လောက်တော့တောက်သုံးသင့်ပါတယ်များသောအားဖြင့်ကျွန်တော်တို့ကရေစာမှတောက်ကြတာများတယ်ပေါ့အဲ့ဒါကတော့မှားယွင်းတဲ့ရေစာဖြစ်ပါတယ်ကိုယ့်ရဲ့ target မရောက်ရအောင်အနည်းဆုံး2လီတာဝန်းကျင်လောက်ရောက်မှပဲကြောက်ကဲပုံမှန်လုပ်ငန်းဆောင်တာတွေကောင်းမယ်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုထောက်ကူပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာကလေးလူကြီးရောတူတာလားပေါ့ရေတောက်မယ်ပမာဏရေတောက်တဲ့ပမာဏကျွန်တော်တို့ကခန္ဓာကိုယ်အရွယ်အစား
ပိန်နာဝတာအသက်အရွယ်ကလေးလူကြီး တဲ့ရွယ်လဲမူတည်တယ် ဟုတ်ကဲ့ခင်ဗျာပတ်ဝန်းကျင်ရဲ့အပူတက်အေးအေးတက်အပြောင်းလဲပုံမူပြီးတော့လည်းမူတည်တယ်ခန္ဓာကိုယ်ပိန်တဲ့လူတွေတစ်မျိုးဝါတဲ့လူတွေတစ်မျိုးရေတဲ့လူအချက်ကလည်းရှိပါတယ်ခင်ဗျာပူတဲ့ရက်တွေမှာဆိုရင်တော့အထူးသဖြင့်လေ့ကျင့်ခန်းလုပ်တဲ့ဟေ့ဆိုတော့ကျွန်တော်တို့ရေတဲ့လူအမှုပိုများတယ်စားတဲ့လူအမှုပိုများတယ်တကယ်လို့အေးတဲ့ရက်တွေမှာဆိုတော့လူအချက်ကပူတဲ့ရက်တဲ့နိုင်ဆိုင်တော့အနေငယ်နေပါတယ်ခင်ဗျာ နှွေခါဆိုရင်ချွေးထွက်များတယ်ဆိုတော့ရေဓာတ်ကောနဲ့တူစားတတ် လည်းပူလို့ပါခင်ဗျာ လေ့ကျင့်ခန်းလုပ်တဲ့အခါဆိုရင်ရော လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းရေဓာတ်ပူလို့ပါတယ်ခင်ဗျာဒါမှပဲကျွန်တော်တို့ကကြောက်ကက်လုပ်ငန်းအဆင်ပြေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တွေပုံမှန် daily web round တွေမှာလည်းလူနာတွေကိုဇောနဲ့ကြည့်နေကြတယ်တခါကျရင်ရေမတောက်ဖြစ်ဘူးပေါ့ကျွန်တော်တို့လည်းတန်တန်လေးများအကျင့်လုပ်ပြီးရေတောက်တဲ့ကျင့်ကိုလုပ်ထားရပါတယ်ခင်ဗျာ ဟုတ်ပြီကျမတို့အားလုံးရေတောက်ဖို့မမေ့နဲ့ပေါ့ဒါဆိုရင်များများတောက်တယ်ဆိုတော့များများတောက်ရင်ရောအန်ဒီရရှိသလားပေါ့ဘေးကိုဘယ်ခါမှရှော့တော့အောင်မလဲဆိုရင်ရောဘယ်လို ပုံမှန်အဖြစ်တော့ကျွန်တော်ကျန်းမာရေးကောင်းတဲ့လူမှာ2လီတာဝန်းကျင်လောက်အနည်းဆုံးတောက်တဲ့နဲ့ဆိုပေမဲ့ခန္ဓာကိုယ်ကရေဓာတ်စွန့်ထုတ်မှုနည်းတဲ့အခြေအနေတွေနောက်တစ်ခုကရေတွေစုအိုင်နေတဲ့အခြေအနေတွေပေါ့အထူးသဖြင့်တော့နာရာရှိကြောက်ကယောဂတွေနှလုံးယောဂတွေဒီလိုယောဂဝေဒနာတွေမှာဆိုရင်တော့ကျွန်တော်တို့ကရေကိုစီးထွက်တဲ့ပမာဏကိုယ့်ရဲ့ကြောက်ကလုပ်ငန်းပေါ်မူတည်ပြီးတော့နိုင်ရှင်းနဲ့သေချာလေးထိမ့်သိမ့်ပြီးတောက်ရှင်းပါတယ်တကယ်လို့ကျွန်တော်တို့စီးလုံးဝမထွက်တဲ့ကြောက်ကဆေးနေရတဲ့လူနာတွေမှာဆိုရင်တော့တက်နိုင်သမျှအနည်းဆုံးပမာဏပဲတောက်တင်ပါတယ်တကယ်လို့ပို့ပြီးတော့များများတောက်မိတယ်စီးထွက်ထားတဲ့ပိုများတယ်ကြောက်ကဆေးဆက်ကထုတ်ထားတဲ့ပိုများတယ်ဟိဆိုရင်ခန္ဓာကိုယ်ကအခုတင်ပြပါပုံလေးတိုင်းကျွန်တော်တို့ပေါ်ရောင်လာမှာဖြစ်ပါတယ်အဲ့တော့ကြောက်ကအားနေတယ်နှလုံးအားနေတယ်နော်အသေး၆တဲ့ယောဂရေပြင်းရှိတဲ့ဓာတ်တွေဆိုရင်ရေလျှော့တော့ဟုတ်ပါတယ်ခင်ဗျာအဲ့တော့ရေတောက်နေတာနဲ့ပတ်သက်လို့ဘယ်လိုဥပမာလေးများအန္တရာယ်ရှိရဆိုတာပြောချင်ပါလေရေရကြတော့ကျွန်တော်တို့ကျန်းမာရေးအတွက်အမှန်တကယ်လိုအပ်တယ်သို့တော့တခါကြမဲ့တတိမမှုပဲနဲ့ရေတောက်နေတဲ့ခါရှိတယ်ပေါ့အဲ့မှာခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ဆဲတွေကကျုံသွားတတ်တယ်ပေါ့ဥပမာပေးရရင်တော့အခုတင်ပြပါပုံကပန်းသီးလေးလို့ပေါ့ပန်းသီးလေးကိုနေလန်းထားလိုက်ရင်တစ်ဖက်မှာကျုံသွားတယ်ဒါဆိုရင်တော့လာပပြပြတင်းတင်းလေးမဖြစ်တော့ဘူးကျွန်တော်တို့စားခြင်းစပွဲလေးမဖြစ်တော့ဘူးအဲ့တော့တစ်ဖက်ကခန္ဓာကိုယ်ရဲ့ဆဲတွေမှာလည်းရေတက်နေတာနဲ့အမျှဆဲကလေးတွေကကျုံသွားတယ်လုပ်ငန်းတာဝန်လေးတွေကပုံမှန်အတိုင်းထမ်းဆောင်နိုင်မှုမရှိတော့ဘူးတချို့အနေအထားတွေမှာဆိုရင်ပို့ပြီးတော့ဆိုးတဲ့အသက်အန္တရာယ်နဲ့ရင်ဆိုင်ရတာမျိုးဖြစ်နိုင်တယ်အကြမ်းအဖြစ်တော့ကျွန်တော်တို့လူနာတွေစမ်းတဲ့အခါမှာအလွယ်စမ်းလို့ရတဲ့နည်းကလေးတွေရှိတာပေါ့အရေပြားလေးဆွဲကြည့်လိုက်တယ်ဆိုရင်အရေပြားတော်တော်နဲ့ပြန်မရောက်တော့ဘဲနဲ့ဆိုရင်အဓိပ္ပာယ်ကတော့ခန္ဓာကိုယ်မှာရေဓာတ်နည်းနေပြီးတခြားခန္ဓာကိုယ်ရဲ့အရေးကြီးအင်္ဂါတွေမှာလည်းအလားတူရေဓာတ်နည်းတာကိုကျွန်တော်ခံမှန်းကြည့်လို့ရပါတယ်အဲ့တော့ကျမတို့မျက်စိနဲ့မြင်နိုင်တာပန်းသီးလေးရှုံသွားတာအရသာမရှိအဲ့ဒါကိုခန္ဓာကိုယ်ထဲမှာမြင်အောင်ကြည့်မယ်ဆိုရင်ရေဓာတ်ကဘလောက်အရေးကြီးလဲဆိုတာသိတာပေါ့နော်ဟုတ်ပါတယ်အဲ့တော့ရေဓာတ်နေတာကိုကျမတို့ဘယ်လိုကာကွယ်ကြအောင်လဲဆရာဟုတ်ကဲ့ပါခင်ဗျာပုံမှန်အပြင်ကျွန်တော်တို့ကရေကိုတတ်မှတ်တဲ့ပမာဏရောက်အောင်တောက်တယ်ပေါ့ဒါလိုအပ်ချက်နဲ့ကိုက်ညီပြီလားဆိုတော့ရာသီဥတုသိပ်ပူတယ်ပေါ့ကျွန်တော်ဒါမှမဟုတ်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တယ်ဟိဆိုရင်တော့ပုံမှန်တက်ကိုရေပူတောက်အောင်မယ်အထူးသဖြင့်တော့ရေဘူးလေးဆောင်ထားတာမျိုးရေတောက်လို့လွယ်အောင်စီမံထားတာမျိုးဒီလိုမျိုးလေးတွေလုပ်တင်တာပေါ့ဒါမှပဲကျွန်တော်လိုအပ်တဲ့ရေပမာဏကိုကာမိမှာဖြစ်ပါတယ်အဲ့တော့နှွေခါဆိုရင်ရေလဲတောက်ဓာတ်စားဓာတ်ကလေးပါထဲတောက်ရင်ကောင်းတယ်ဟုတ်ပါတယ်နော်အဲ့တော့ရေဓာတ်နေတာကလည်းစောစောကပြောသလိုပန်းသီးလေးရှုံသလိုမကောင်းဘူးဆိုတော့ရေဓာတ်နေတာကိုကျမတို့ခန္ဓာကိုယ်ကြီးကဘယ်လိုသိနိုင်သေးလဲပေါ့နော်ပုံမှန်အဖြစ်တော့ကျွန်တော်တို့ကရေစာမှရေတောက်တယ်ဒါရေစာလို့ရှိရင်အာကောင်လေးတွေလျှောက်လာပြီဆိုရင်ရေဓာတ်နေတယ်လို့တော့အကြမ်းမြင်ကိုသိနိုင်ပါတယ်အလွယ်နီးပေါ့လေကျွန်တော်တို့ပုံမှန်နေစဉ်စီးသွားနေနဲ့ကိုယ့်ရဲ့စီးရောင်လေးကိုသတိထားကြည့်မယ်ဟေ့ဆိုရင်ပုံမှန်စီးရောင်လေးကတော့ရောင်ဖြုတ်လေးပဲဖြစ်တင်တာပေါ့တကယ်လို့ကိုကရေတောက်နေလာတယ်လေ့ကျင့်ခန်းတွေလို့ဆိုရင်ရေလုံလောက်အောင်မတောက်ဘူးဒီလိုဆိုရင်စီးရောင်ရင့်လာမယ်အတိတ်ပဲကတော့ကျွန်တော်တို့ခန္ဓာကိုယ်ကရေဓာတ်ကိုလိုအပ်နေပြီရေတောက်နေနေပြီဆိုတာပြတဲ့အတိတ်ပဲဖြစ်ပါတယ်ခင်ဗျတကယ်တော့ကျမတို့ကလေခန္ဓာကိုယ်မှာရေဓာတ်နေပြီဆိုကျမတို့ရေငတ်တယ်ရေစားတယ်အဲ့လိုကိုကကျမတို့ကသိပြီးသားပေါ့နော်ပြီးခဲ့လို့ရှိရင်ခေါင်းနည်းနည်းမူးတာဒီလိုလဲဖြစ်နိုင်တယ်ရေဓာတ်အရန်နေရင်တော့လေသွေးပေါင်ကြားတယ်ဒီဖြစ်နိုင်တယ်စီးရောင်ကိုလည်းသတိထားလို့ရတယ်အဲ့တော့ရေများများတောက်တာရှော့သိရင်လည်းရှော့တောက်လို့ပြောချင်တာပေါ့နော်ရေတောက်တာနဲ့ပတ်သက်လို့ကကျွန်တော်တို့ကတိုက်တွန်းချင်တာတော့များများတောက်တင်တယ်ပေါ့သို့တော့ရေများများတောက်လို့မရတဲ့အခြေအနေလေးတော့ရှိတယ်ဥပမာနှလုံးယောဂဝေဒနာတွေတို့ကြောက်ကက်ဝေဒနာတွေအထူးသဖြင့်နာရာရှိကြောက်ကက်ပျက်စီးတဲ့အဖွဲ့တွေပေါ့ဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့ကရေကိုရှော့တောက်ဖို့လိုတယ်အကြမ်းအဖြစ်ကျွန်တော်တို့တိုက်တွန်းလို့တာကတော့ရေကိုများများတောက်ပါရေနဲ့ပတ်သက်လို့တော့ခန္ဓာကိုယ်အတွက်ရေသည်အရေးကြီးတယ်ဒါကြောင့်မလို့ရေသက်10မိနစ်ဒီပိုင်ပြောတာပေါ့နော်
အဲ့တော့ရေတက်ပြီးတော့ဓာတ်စားဓာတ်တွေထဲမှာဓာတ်စားဓာတ်တွေကအများကြီးရှိတဲ့ထဲကဆိုဒီယမ်အကြောင်းအရေးကြီးတဲ့စားဓာတ်အကြောင်းပြောကြမှာပေါ့နော်စားဓာတ်ကရော ခန္ဓာကိုယ်အတွက်ဆိုဒီယမ်ဘာကြောင့်အရေးကြီးလဲပေါ့ကြွက်သားတွေအာယုံကြောတွေခန္ဓာကိုယ်မှာအများကြီးရှိတယ်ပေါ့အလုပ်တွေပုံမှန်လုပ်နေဖို့လိုတယ်ရေတက်ထိန်းထားဖို့လိုတယ်သွေးပေါင်ချိန်ကိုထိန်းထားဖို့လိုတယ်ပုံမှန်တိုင်းရှိနေဖို့ပေါ့လေဒီအခါမှာဆိုဒီယမ်ကဒီဟာတွေကိုစီမံပေးပါတယ်ဆိုဒီယမ်ကအရေးကြီးပါတယ်တကယ်လို့ဆိုဒီယမ်မရှိတော့ဘူးဆိုရင်ခန္ဓာကိုယ်ရဲ့ကြွက်သားတွေအားနေသွားမယ်သွေးပေါင်ချိန်ထိန်းထားတာအားနေသွားမယ်ရေတက်ထိန်းထားတာအားနေတော့ပြဿနာရှိနိုင်ပါတယ် ဖြစ်တယ်အဲ့တော့ဆိုဒီယမ်ဆိုတာလေသူ့ပမာဏအတိုင်းရှိဖို့အရေးကြီးနေရင်လည်းမကောင်းဘူးဒါဆိုရင်ဒီနေ့ကိုဘလောက်စားတတ်လို့လဲပေါ့ ပုံမှန်အဖြစ်တော့တရက်ကိုကျန်းမာရေးကောင်းမွန်တဲ့လူတွေဆိုတော့5 gram ပေါ့လေလက်ဖေးစွန်းတစွန်းစာပေါ့တကယ်လို့ကြောက်ကယောဂတဲ့ဒီခုနလိုသွေးတိုးမြပေါ်ရောင်နေတဲ့ဟိတ်ဆိုတော့ထက်ဝက်ခံပဲစားတင်တယ်ပေါ့ ပုံမှန်ဆိုရင်လက်ဖေးစွန်းတစွန်းအဲ့ဒါကမနေ့စောစောပဲရုပ်ထမင်းစားတဲ့အထဲမှာလဲပါတာလဲတွက်ရမယ်နေ့လယ်စာစားတာလဲစားရမယ်အစာပြေစားတဲ့အကြော်အလှော်တွေထဲမှာပါတဲ့စားတတ်ဆိုဒီယမ်တက်လဲတွက်ရမယ်ညစာမှာလဲတွက်ရမယ်ဒီခါလေးဘီစကစ်မုန်စားတာအချင်တုပ်စားတာဒီလိုဟာတွေမှာလဲတွက်ရမှာပေါ့နော်ဆရာဟုတ်ပါပြီဘယ်စာတွေမှာဆိုဒီယမ်ပါလဲငံရင်ဆိုဒီယမ်ပဲလားဆရာ ကျွန်တော်တို့ဆိုဒီယမ်နဲ့ပတ်သက်တဲ့ပြဿနာကတော့တချို့အစားအသောက်တွေကကျွန်တော်တို့စားလိုက်ငံမှန်းသိတယ်ပေါ့ငံမှန်းသိရတော့ဒါလေးကတော့ဆိုဒီယမ်များနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့တတိထားမိစီတယ်ပေါ့တချို့ ငပိင အစားအသောက်ဟုတ်ပါတယ်ခင်ဗျပုံမှန်အဖြစ်ငံနဲ့အစားအသောက်တွေကတော့သိတာတယ်တချို့အစားအသောက်တွေကျကျွန်တော်တို့မျက်လှည့်ပြသူခံစားရတယ်ပေါ့ဆိုဒီယမ်မပါဘူးလို့ထင်ရပေမဲ့အကျန်းမြင်အဖြစ်ဘီစကစ်တို့ကျွန်တော်တို့တခြားစားရတဲ့ဒိန်ခဲလေးတို့တခြားအမှာအရှင်ဘက်လေးတစ်ခုခုစားတယ်ဒါတွေကလည်းဆိုဒီယမ်သုံးပြီးလှုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုပုံမှန်စားတကယ်လို့ပဲကျွန်တော်တို့ကအရေးကြီးပါတယ်အဲ့ဒါကိုသတိထားမှာဖြစ်ပါတယ် ကျမတို့လေအာလူးကျော်တို့မှာရင်းကြီးလိတ်ကျော်တို့ငါးရေခွန်ကျော်ဒါတွေဆိုခဲ့လို့ရှိရင်မငံဘူးသို့တော့ဆိုဒီယမ်တက် ဆိုဒီယမ်ပါတယ် အကျမ်းမြတ်မြင့်ဆိုဒီယမ်ပါတာကိုဘယ်လိုသိနိုင်လဲဆရာ ကျွန်တော်တို့မုံတုတ်ကလေးတွေပေါ့တော်တော်များများပစ္စည်းတွေမှာ coffee mix တုတ်ကအစဟိုလေးတွေ biscuit တုတ်လေးတွေမှာဟောဒီဆိုသူ့ဟိုလေးတွေပေါ့ပါတဲ့ပစ္စည်းလေးတွေကို label လေးတစ်စိတ်ကတ်ထားတယ်ပေါ့အဲ့မှာကျွန်တော်တို့ဆိုဒီယမ်ပမာဏလေးကိုကြည့်လို့ရပါတယ်ဆိုဒီယမ်ပမာဏအနည်းဆုံးဖြစ်တဲ့ဟာကိုကျွန်တော်တို့ရွေးချယ်စားသုံးမှာဖြစ်ပါတယ် အဲ့တော့ဟလာပစ္စည်းတွေဝယ်ရင်ဆိုဒီယမ်တက်ကို check လုပ်ပါမငံတဲ့ဟာတွေရောဆရာမငံတဲ့ဆိုဒီယမ်များ ကျွန်တော်တို့ကတစ်ဖက်ကငံနာရီစားနေဆိုတစ်ဖက်ကမတိမတာစားရတဲ့မှာကျွန်တော်တို့ဟင်းချက်မှာတုံးတယ်ဟိုတော်တော်များများလဲတုံးနေကြတယ်အချိုမှုန့်ပေါ့လေဒီဟာကလည်းကျွန်တော်တို့သူ့ကွန်ပေါင်းအသားမှုန့်နေရောပေါ့အချိုမှုန့်ဆိုလဲသူ့ကွန်ပေါင်းရတော့မိုနိုဆိုဒီယမ်ဂလူတမိတ်ပေါ့ဆိုဒီယမ်ကွန်တန်တစ်ခုပါပဲခင်ဗျအဲ့တော့အချိုမှုန့်များများစားတာနဲ့အများလဲစားများများစားတကယ်သူပြဿနာပေးပါတယ် တကယ်တော့အချုံမုံစားတာများပြီကျမတို့ hot pot တွေချုံမုံများတဲ့ခါမှာကြေးဦးစားတဲ့ခါမှာကျမတို့စားပြီးရတယ်ရေငတ်လာတာပဲပြီးရင်လူတွေကလည်းလက်စွပ်တွေဝတ်ထိုင်ကြက်သွားတယ်ဖောရောင်လာတတ်တယ်သွေးပေါင်ပူတူးတယ်ဒီလိုဟာနဲ့လည်းကျမတို့စားပြီးတည်နိုင်ပါတယ်ပြီးတော့ အလားတူအစားတောက်တွေရောကျွန်တော်တို့အမှစားကြည့်လိုက်ရင်အရသာရှိသလိုလိုမှရက်စားထဲမှာဖြစ်ဖြစ်ຫນွေကြူလေးတွေထည့်ထားတယ်ဒါကလည်းကျွန်တော်တို့တနည်းအားဖြင့် ဆေးပြားထဲမှာ ရှောက်တီးဆေးပြားလေးတွေရက်စားလေးတွေအဲ့လိုလေးပါထည့်ထားတယ်ရှောင်းစုပြောက်ဆေးလေးတွေပေါ့ဟုတ်ຫນွေကြူပါတယ်ပေါ့နောက်ထပ်အစားတောက်လေးတွေကတော့ဟိုမှာလက်လုံရှင်လေးတွေပေါ့လက်လုံရှင်လေးတွေကစားလေးတွေသုံးပြီးတော့အရှင်တည်ထားတာရှိတယ်ဒီလိုခါမျိုးမှာလည်းကျွန်တော်တို့ကတနည်းတစ်ပုံဟာပြီးစားကိုစားမိနေတယ်ပေါ့ခင်ဗျနောက်ထပ်အစားတောက်တွေအနေနဲ့ကတော့ကျွန်တော်တို့အောက်ဗမာပြည်မှာဆိုတော့ငပိငချောင်းငံပြားကြီးအစားများတယ်ပေါ့အထက်ဘက်မှာဆိုရင်တော့ကျွန်တော်တို့ကစီတိုဘူးဟာလည်းစမ်းပြည်ဘက်ပေါ့လေအထူးသဖြင့်စီတိုဘူးကိုစားတယ်ဒီမှာလည်းကျွန်တော်တို့ကစားပမာဏများများစားပါဝင်နေတာကိုသိနိုင်ပါတယ်ခင်ဗျဒါတော့ငံလို့သိတာပေါ့နော်ငပိကချောင်းငံပြားကြီးကလည်းငံလို့ပေါ့ဟုတ်ကဲ့ပုံမှန်ကျမတို့အကုန်ကျွန်တော်တို့အကုန်ကြိုက်ကြတဲ့မွေးငါးပေါ့လေမနက်စာအဖြစ်စားတယ်ပုံမှန်အဖြစ်တော့မုတ်ဘက်လေးရယ်ပဲလေးရယ်ငါးလေးရယ်အသားလေးရယ်တစ်ခုခုနဲ့ဆိုရင်တော့ငံစရာအကြောင်းမရှိပါဘူးသို့တော့ကျွန်တော်တို့ကအရသာရှိအောင်ဟင်းရည်ထဲမှာအငံလေးကဲတာဖြစ်ဖြစ်အရှုံမှုများများထည့်စားတာဖြစ်ဖြစ်ငံပြာရည်လေးဆောင်းပြီးတော့စားတာဖြစ်ဖြစ်မွေးငါးကလည်းပို့ပြီးတော့ငံတဲ့ဘက်ကိုရောက်သွားပါတယ်အဲ့တော့တတိထားပြီးစားရမယ်စားတော့တယ်မှာပါပါတယ်ဟုတ်ပါပြီအဲ့တော့ငံတက်ကိုကျမတို့ကအားလုံးကရှော့စားမှဖြစ်မှာပေါ့နော် ဟုတ်ပါတယ်ခင်ဗျာတတိထားမယ်ငံနဲ့အရသာရှိရောမငံတာအဲ့နောက်ထပ်အရေးကြီးတဲ့ဓာတ်စားဓာတ်တွေရောဆရာပါအကြောင်းပြောခြင်းပါလေအဓိကတော့ကျွန်တော်တို့စားဓာတ်တွေကအများကြီးဆိုပေမဲ့ဟိုကြောက်ကက်ဝေဒနာတွေအထူးသဖြင့်ကြောက်ကက်ဆေးနေတဲ့လူနာတွေဒီလိုလူနာတွေမှာဆိုရင်ကျွန်တော်တို့ကပိုတက်ဆီယမ်ဓာတ်ကိုလည်းကူးဆိုင်ပါတယ်ပိုတက်ဆီယမ်များလို့ရှိရင်ပြဿနာတွေပေးတယ်ပေါ့သူရဲ့အရေးကြီးပုံလေးကတော့
ကျွန်တော်ခန္ဓာကိုယ်ရဲ့ကြွက်သားတွေကိုအလုံးလုံးနိုင်ဖို့အထူးသဖြင့်နှလုံးမှာရှိတဲ့ကြွက်သားပေါ့လေလုပ်ငန်းပုံမှန်လုပ်နိုင်ဖို့သူကထောက်ပံ့ပေးတယ်တကယ်လို့ potassium တက်များတာနဲ့အမျှဒီကြွက်သားတွေကပို့ပြီးတော့အလုပ်တွေလုပ်ရတယ်အထူးသဖြင့်နှလုံးမှာနောက်ပိုင်းနှလုံးခုန်မမှန်တာတို့နှလုံးခုန်ရက်ဆိုင်တဲ့အထိသူကအနည်းများပုံဒီဖြစ်နိုင်ပါတယ်ခင်ဗျ အဲ့တော့ဆရာဒီနေ့ကကြောက်ကအကြောင်းပြောရဲဆိုတော့ကြောက်ကဝေဒနာရှင်တွေမှာအဓိကအဖြစ်အများဆုံးဒုက္ခပေးတာပိုတက်ဆီယမ်များတယ်ဆိုတော့ပိုတက်ဆီယမ်များတာကိုဆရာလျှော့စေချင်တာပေါ့နော်ပိုတက်ဆီယမ်များတဲ့အစားအသောက်တရားဟောဆရာ အဲ့တော့ကျွန်တော်တို့အခုပြောတဲ့ဟာရည်ရွယ်တာတော့ကြောက်ကဝေဒနာတွေကိုအဓိကရည်ရွယ်ပါတယ်ခင်ဗျပုံမှန်လူတွေမှာလည်းပိုတက်ဆီယမ်ကိုတိုင်းတာတစ်ခုတည်းတင်းတင်းမျှတောင်းစားလို့ရတယ်ဒါပေမဲ့ကြောက်ကဝေဒနာတွေမှာကြောက်ခန္ဓာကိုယ်ကပိုတက်ဆီယမ်ဆွန့်ထုတ်တာနည်းတဲ့အတွက်အခုလိုမျိုးပေါ့ထောပတ်သီးလိုဟာမျိုးငပြောသီးလိုဟာမျိုးစွန်ပလွန်သီးလိုဟာမျိုးပေါ့ပိုတက်ဆီယမ်တိတ်ကိုများတဲ့အစားအသောက်တွေကိုကျွန်တော်တို့ကသတိထားရမယ်ဒါမှပဲခုနပိုတက်ဆီယမ်ရဲ့နောက်ဆက်တွဲအန္တရာယ်တွေကိုကျွန်တော်တို့ကဆင်ခြင်နိုင်မှာဖြစ်ပါတယ် အရွေးရှမ်းနဲ့အသီးနှံတွေဒါပေမဲ့လည်းခြောက်သွားပေမဲ့လည်း ပိုတက်ဆီယမ်တက်ကများပါ နေတယ်ဒါတွေလည်းသတိထားအောင်ပါ ပမာဏကိုလည်းကြည့်ဆိုင်ပါ အဲ့တော့ပိုတက်ဆီယမ်တက်ကိုရှော့မလားပြူရမလားအဓိကသိနိုင်တာသွေးဖောက်ပြီးတော့သိနိုင်တာပေါ့နော်များနေရင်ရှော့စားမှာပေါ့နော်ကျင်းမရဖြစ်တော့ဒီပိုတက်ဆီယမ်များရင်လည်းမကောင်းဘူးဆရာပြောသလိုနှလုံးထဲရက်သွား ကြွက် နိုင် သားတွေအားနေမယ်နှလုံးခုန်မမှန်တာနှလုံးရက်ပြီးတော့အသက်အန္တရာယ်အထိကိုဖြစ်နိုင်ပါတယ်ခင်ဗျ ခါကြာရင်ဘာလက္ခဏာမှမပြပဲနေတယ်နှလုံးခုန်တာရက်သွားနိုင်တယ် ဟုတ်ပါတယ် ကျမတို့ကအကြောက်ဆုံးဖြစ်ပါ ဟုတ် တ ပါ ယ် တယ် ဒါကြောင့်ဆင်ခြင်ရမယ်အဲ့တော့ပိုတက်ဆီယမ်ဆိုရင် ပိုတက်ဆီယမ်နဲ့ပတ်သက်လို့ကတော့သတိထားပြီးစားဖို့ပဲတိုက်တွန်းချင်ပါတယ် နော်ဒါအကြမ်းမြင်ရတယ်ဒါ ကျွန်တော် ဆို တို့ ရင် ဟုတ်ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာမှာရေဓာတ်အကြောင်းပါမယ်ဆိုဒီယမ်ဓာတ်အကြောင်းပါမယ်ပိုတက်ဆီယမ်ဓာတ်အကြောင်းပါမယ်ဒီတက်မကတဲ့တာဝန်တွေကိုကျွန်တော်ကြောက်ကကလုပ်နေရတာပေါ့ခင်ဗျဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတန်ဆေးလွန်ပေးဆိုတဲ့ထုံးလေးကိုနှလုံးမူပြီးတော့ရေလေးကိုတင်းတင်းအောင်တောက်မယ်ပိုရှော့တောက်ဖို့လို့ရင်ရှော့တောက်မယ်ပိုတောက်ဖို့လို့ရင်ပိုတောက်မယ်ပေါ့ဆိုဒီယမ်ဓာတ်တို့ပိုတက်ဆီယမ်ဓာတ်တို့လည်းအလားတူပဲမစင်မကျင်တဲ့စားသုံးတာတွေတချို့အစားအသောက်တွေကိုမသိဘဲနဲ့ရန်ရန်စားတဲ့ဟာတွေဒီလိုဟာပြဿနာပေးနိုင်ပါတယ်အဲ့တော့တန်ဆေးလွန်ပေးလို့ပဲဆိုပြရစီခင်ဗျာ ဟုတ်ပါပြီဒါဆိုရင်ကြောက်ကဟလာရေတက်ကေတစားတက်ဒီဆိုရင်ကျမတို့ဘာကြောင့်ဆင်ခြင်ရလဲဘာလေးသတိထားရမယ်ဆိုတာသိပါပြီအဲ့ဒါဆိုရင်ကျမတို့နော်နောက်ဆုံးတစ်ခုသွားပါမယ်နောက်ဆုံးတစ်ခုကတော့ကျမတို့ကြောက်နဲ့စီလန်းချောင်းကြောက်တယ်တာနဲ့ပတ်သက်ပြီးတော့ကျမတို့ကဘာပေါ်မှာဖြစ်တာလဲများလာတယ်လူတွေလည်းအားလုံးသိကျင်ကြရတယ်ပေါ့နော်စီလန်းချောင်းကြောက်တယ်ဘလို့ဖြစ်မှာလဲဘာလေးတွေသတိထားမှာလဲစီလန်းချောင်းကြောက်တယ်တာကအန္တရာယ်ရှိတာလားသူကသူဘာမှအန္တရာယ်မပေးဘူးဆိုရင်ဒီတိုင်းထားလို့ရမှာစသဖြင့်သိကျင်ကြတာရှိပါတယ်အဲ့အတွက်ကိုကျမနဲ့ဟလာစီလန်းချောင်းကြောက်အတွက်ကိုဆွေးနွေးပေးမှာတော့ဒေါက်တာထွန်းထွန်းဖြစ်ပါတယ်ကဲဆရာထွန်းထွန်းကြီးစလိုက်ရအောင်နော်အဲ့တော့စီလန်းချောင်းကြောက်တယ်တာကတော်တော်များများဖြစ်တယ်ဟလားအခုကဘာမှာဆိုရင်ပို့ပြီးတော့အဖြစ်များနေတာပေါ့နော်အဖြစ်များနေကြတယ်တခါလေကြားလို့ရှိရင်ဟလားနိုင်ငံခြားသွားမယ်ကလေးတွေဆေးစစ်တဲ့အခါကျမှကြောက်ရှိလို့ဆိုလာကြတာရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဆရာထွန်းထွန်းစီလန်းချောင်းကြောက်တယ်နဲ့ပတ်သက်လို့ဘယ်လိုလေးများစပြောချင်ပါလဲ ဟုတ်ပါခင်ဗျာဆရာမကြီးခင်ဗျဟောကျွန်တော်တို့ဒါဆရာမကြီးအခုနပြောသလိုပါပဲစီလန်ကြောင့်ကြောက်တယ်တာကတော့ဒါအဖြစ်တွေများလာတာပေါ့ ဖြစ်တာများလာတယ်နော် ဟုတ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းဒါတရက်တက်ဟိုပါပေါ့အရင်ထက်ဆိုင်တော့ဒီ ပိုပြီးဖြစ်လာတာများတယ်လို့ပြောကြတယ် ဟုတ် ဒါဆိုရင်ဆရာကျမတို့ဒီနေ့ကျမ်းမာရေးဆွေးနွေးပွဲမှာကြောက်မဖြစ်အောင်ဘယ်လိုကာကွယ်ကြမယ်ပြောရင်အကျိုးရှိမယ်တင်တယ်နော် ဟုတ်ကဲ့ပါခင်ဗျာဆရာမကြီးကစီကြောင့်မဖြစ်အောင်ကတော့အဓိကတော့ကျွန်တော်တို့နံပါတ်1ရေပဲဆရာမကြီးရေမများဟုတ်ရေကိုတော့မများတောက်ဖို့လိုပါတယ်ရေတောက်ခဏကိုမှရေတဲ့နေ့တွေဆိုရင်ဒီစီလန်းကြောင့်မှာအမွန်အမွားလေးတွေနဲ့အနေတီးပြီးတော့ကြောက်စဖြစ်တာဖြစ်တယ်အဲကြောင့်ရေတဲ့မနေအောင်ရေကိုများများတောက်အောင်မယ်တစ်နေ့ကိုအနည်းဆုံးရေ2လီတာသို့မဟုတ်2လီတာခွဲလောက်တောက်မှဒါဟိုကျန်းမာရေးအတွက်ပေါ့စီလန်းကြောင့်အတွက်ပိုကောင်းပါဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ဆရာပြောတာကတော့ဟလာလူလက်ပိုင်းကျန်းမာဆိုရင်ရေက3လီတာလောက်များကိုတောက်ဟလာရေတောက်ခဲ့လို့ရှိရင်အမှုန်မွားလေးကြောက်မှုန်မွားလေးတွေကပျော်သွားပြီးတော့အနေမပေးဘူးဒါအရေးကြီးဆုံးချက်ဖြစ်ပါတယ်ခါလေးကြလို့ရှိရင်လူနာတွေကကြောက်မတင်အောင်လို့ရေပဲများတောက်ဆိုမကျေနပ်ပါဘူးတကယ်တော့ဒါဒီအရေးအကြီးဆုံးဖြစ်ပါတယ်
ကြောက်တွေနဲ့ပတ်သက်လို့ရောတခြားကြောက်တွေမှာရောဘယ်လိုပြောချင်သေးလဲဆ ဟို ရာ ကကျွန်တော်တို့ဒီကယ်လ်ဆီယမ်အောက်ဆလစ်ကြောက်ကတော့ဒီကြောက်တဲ့အထက်မှာအဖြစ်အများဆုံးနဲ့ ဒီပုံလေးတွေ အ ပေါ့ များဆုံးတွေ့ရတာခင် ဟုတ် ဗျာ ပြီဖြူဖြူလုံးလုံးလေးတွေဟုတ်ပြီအဲ့တော့ဒီကယ်လ်ဆီယမ်အောက်ဆဲလိတ်ကြောင့်အများဆုံးဖြစ်တယ်ဆိုတော့ ဟုတ် အောက်ဆဲလိတ်ပါတဲ့အစားအစာတွေဘယ်လိုလုပ်ရမလဲဆရာ ဟုတ်ဒီကျွန်တော်တို့ဒီကယ်လ်ဆီယမ်အောက်ဆလစ်ဖြစ်တဲ့အတွက်ဒီအောက်ဆလစ်ပါတဲ့ဒီဓာတ်တွေကိုကျွန်တော်ရှော့စားဖို့တော့လိုမယ်ကျွန်တော်ဒါပေမဲ့အသီးအရွက်တော်တော်များများမှာတော့အောက်ဆလစ်တက်တော့အများကြီးပါတယ်ခင်ဗျဒါပေမဲ့ဒါကဒီအောက်ဆလစ်တက်များတဲ့သူတွေမှာပဲအကျိုးရှိတာဖြစ်ပါတယ်ဟိုတိမြတ်တော့ဆိုစားအောက်ဆလစ်တက်စားပြီးတော့ကျွန်တော်ရေမင်းများတာတောက်မယ်ဆိုရင်တော့ဒီအောက်ဆလစ်တက်တွေဟာစီးတင်းမာပြီးတော့ပျော်ဝင်သွားပြီးတော့စီးကြောက်မဖြစ်နိုင်ပါဘူးခင်ဗျ အဲ့တော့လူတွေမှာကြည့်လိုက်လို့အောက်ဆဲလိတ်ပါတဲ့ကြောက်ဆိုခဲ့လို့ရှိရင်ဒီအစားလေးတွေဖြစ်နိုင်ရင်လျှော့စား ဆော့စား သို့တော့အရေးကြီးတာအစားလျှော့နေမကောင်းဘူးရေများများတောက်ရင်အမှုန်မွားပျော်နိုင်တယ်ဆိုတဲ့အချက်ပေါ့နော် ဟုတ်ကဲ့ ဒီမှာဆိုရုံးမနေသီးတွေပါတယ်နော်နိုးနဲ့နိုးတဲ့ပစ္စည်းတချို့လည်းပါတယ်တော်တော်များများတော့ပါတာပဲဒါပေမဲ့ကျမတို့စားတာလည်းနည်းနည်းပဲဆိုရင်တော့ရေများများတောက်ရင်အဆင်ပြေနိုင်တာပေါ့နော်ဆရာပြီးတော့ဆရာ နောက်ဒါကယ်လ်ဆီယမ်ဓာတ်ပြည့်ဝတဲ့အစားတွေကိုစားရမှာပေါ့အခုကျွန်တော်ပြောနေတယ်ဒီမှာကယ်လ်ဆီယမ်အောက်ဆလစ်ကြောက်ဆိုတော့သူကဒါကယ်လ်ဆီယမ်စားလို့ဖြစ်တာပေါ့နော် ကယ်လ်ဆီယမ်တဲ့အောက်ဆဲလိတ်နဲ့ ပေါ ပေါ့ င်း စောစောကအောက်ဆဲလိတ်ပြောပြီးတော့အခုကယ်လ်ဆီယမ်ကျန်တာပေါ့နော် အဲ့ဒါ အဲ့တော့ဆရာကယ်လ်ဆီယမ်ဓာတ်ကိုစီးထဲမှာကြောက်မဖြစ်အောင်ကယ်လ်ဆီယမ်ကိုလျှော့စားလိုက်ရင်ရောဆရာဘယ်လိုပြောကြလဲ ဟုတ်ကျွန်တော်တို့ဒီသုတေသနအရာကယ်လ်ဆီယမ်ချော့စားတဲ့လူတွေမှာလည်းဒီကြောက်ဖြစ်နှုန်းကရော့မတော့ခင်ဗျာ ဒါဆိုရင်တော့ ဟုတ် ကယ်လ်ဆီယမ်လျှော့စားမယ်ဆိုရင်လည်းမထူးကြ မထူး ဘူး ကြ ဒါဆိုဆရာကယ်လ်ဆီယမ်များများစားလိုက်ရင်ရောဆ က ရာ ယ်လ်ဆီယမ်ကလည်းများများစားရင်လည်းဒါကြောက်ဖြစ်နိုင်ရှိတယ်ရှိရဲဒါပေမဲ့ကယ်လ်ဆီယမ်ကိုတော့ဟိုပါပေါ့ဒီပုံမှန်ပဲစားဖို့ပဲလိုတယ် ပုံမှန် ဒါ ပဲ မျိုး စား ရှော့စားရတယ်ဆိုရင်နောက်ဒီကျွန်တော်တို့ဒီကြောက်မဖြစ်တာလေရော့မတော့တဲ့အပြင်ကျွန်တော်တို့ဒီအယိုးတွေအတွက်ပါထိခိုက်နိုင်သေးတယ်ဒါသွေးထဲမှာကယ်လ်ဆီယမ်ဓာတ်နေတော့ပြီးတော့ဒီအယိုးထဲကနေပြီးတော့ကယ်လ်ဆီယမ်ယူသုံးတဲ့အချိန်ကျရင်အယိုးပွားတာတွေအယိုးကျိုးတာတွေဖြစ်နိုင်တာ ဟုတ်ပြီအဲ့တော့စီးကြောက်ကကယ်လ်ဆီယမ်ပါတော့ကယ်လ်ဆီယမ်ကိုလျှော့စားရင်ကြောက်ဖြစ်တာကဘာမှမထူးကြဘူးအယိုးမှာသွားထိတာပဲအဖက်တင်တယ်အဲ့တော့ကယ်လ်ဆီယမ်ဓာတ်ကလျှော့မစားနဲ့ပုံမှန်တော့စားကိုစားပါအများကြီးစားဖို့လေမလိုတဲ့သဘောတော့ပြောပါတယ်ဒါလေးကျမတို့သတိချက်မှာကယ်လ်ဆီယမ်တော့နိုးတဲ့ပစ္စည်းမှာအများဆုံးပဲဖြစ်ပါတယ်ဒါဆိုရင်ရောတခြားကြောက်တွေရအောင်ဆရာ ဟာကျွန်တော်တို့ဒါဒုတိယတွေ့ရများတာ uric acid ကြောက် uric acid ပေါ့ ဒါလည်းအစားအသောက်တွေနဲ့ဆက်နေ ဆိုင် ပါ တယ်ဘယ်လိုဆိုင်လုံးဆ ဟု ရာ တ်ဒီကျွန်တော်တို့ဒီအသားတွေပေါ့အနီအောင်ရှိတဲ့အသားတွေကလီစာ uric acid များ များတယ်နော်မြစ်တို့ ကလီစာ uric acid များတယ်မှုတို့မြစ်တို့များတယ် တယ်ဟုတ်အဲ့ဒီ အစိတ်အမြောက်တွေများတယ် အဲ့ဒီကနေပြီးတော့ uric acid တွေထွက်လာတဲ့အချိန်ကစီးထဲမှာများပြီးတော့ uric acid ကြောက်တည်လာတာဖြစ်ပါတယ် အော် uric acid ကြောင့် တကယ်တော့ဒီ uric acid ကကျမတို့လူတော်တော်များများမှာခေါက်ဓာတ်ရှိတယ်ခေါက်ရှိတာလဲဆရာ uric acid ကြောင့်ဖြစ်တာပဲเนาะဒါဆိုရင်သဘောတရားချင်းတူတာပေါ့ဆရာ ဒီအစစ်အမြင့်ရောင်ကလည်းဒီဂေါက်ကြောင့်ဖြစ်တဲ့ဟာလည်း uric acid ကြောက်တွေနဲ့တွင်းနိုင်ပါတယ်ခင်ဗျာ ဒါတွေเนาะပုံပြတဲ့အတိုင်းပဲစင်ကြင်ရမှာဖြစ်ပါတယ်နောက်ပြီးတော့ဆရာ နောက်အရေးကြီးဆုံးကတော့ဒီလေးတစ်ခုပါပါတယ်သူကရေလိုပဲသူကစားကိုရှော့ဖို့လိုပါတယ် ဆရာစောစောကကျမတို့ရဲ့ကြောက်တွေမှာကယ်လ်ဆီယမ်တို့အောက်ဆဲလိတ်ပဲစားဆိုတာဆိုဒီယမ်ဆိုရဲမပါဘူးအဲ့တော့ဒီစားနဲ့ရောဘယ်လိုများဆိုင်တာတွေ့ထားလို့လဲဆရာ ကျမဒီစားတော့ကျွန်တော်တို့သွေးထဲမှာစီးထဲမှာကယ်လ်ဆီယမ်ကိုပိုများစေတယ်စားရဟုတ်ကယ်လ်ဆီယမ်ပါဝင်မှုကိုများ လူ စေ စမ်းတယ်နော်စားများများစားလိုက်ရင်စီးထဲမှာကယ်လ်ဆီယမ်ဓာတ်ပိုများတော့ဒီစီးထဲမှာဒီကယ်လ်ဆီယမ်ဓာတ်တွေကစုသွားပြီးကြောက်ဖြစ်နိုင်တာကိုပြောတာပေါ့နော် ကျွန်တော်တို့ကဒီစားလို့ပြောလိုက်ရင်သူများတော်များများကဒီအိမ်သုံးစားတယ်မျက်စိထဲမှာမြင်ကြတာပေါ့လေအဲ့ဒီအိမ်သုံးစားတဲ့အပြင်ကျွန်တော်တို့ဒီအသင့်စား ready made ထုတ်တယ်ရှိတယ်နောက်တန်ဘူးတွေရှိတယ်တန်ဘူးတွေဒီရှိတယ်ဒီနောက်ပြီးကြော်ဘူးတွေဒါမျိုးတွေမျိုးတော့ကျွန်တော်တို့ဒါရှောင်ဖို့လိုပါတယ်အိမ်သုံးစားအပြင်ဟုတ် ဒါဆိုရင်ဆရာစောစောတုန်းကလာဆရာအောင်ဖြိုးလက်ပြောသွားတဲ့သွေးရိုးထဲမှာလဲစားလျှော့စားနော်ဆရာမြတ်ကူပြောတဲ့အထဲမှာလဲစားကများလို့မရအောင်အခုဆရာပြောတဲ့စီးကြောက်ကိစ္စမှာလဲစားလျှော့ကိုလျှော့အောင်မှာဖြစ်တယ်ဆိုကျမတို့မှန်မှာပေါ့နော်အဲ့ဒါဆိုရင်များများစားတဲ့အကြံဉာဏ်ရောဘယ်လိုပေးခြင်းပါလဲ ကျွန်တော်တို့ဒီတန်ဖျားရည်လင်ငေါ်ရည်ပေါ့ဒီအားတွေမှာဆိုရင်ကျွန်တော်တို့ citric acid ပါ
citric acid ကတော်တော်များရှင်တဲ့အသီးတွေမှာပါပါတယ်အဲ့ဒီအသီးတွေက citric acid ကဒီ calcium oxalate ကြောင့်မဖြစ်အောင်ကာကွယ်ပေးပါတယ် citric acid ကဒီ calcium oxalate ပေါင်းမဖြစ်အောင်သူကဒီစီးထဲမှာမများအောင်ကာကွယ်ပေးတဲ့အတွက်ကျွန်တော်တို့တန်ဖြူအသီးလိုဟာမျိုးတွေ grapefruit လိုဟာမျိုးတွေလိမ္မော်အသီးလိုဟာမျိုးတွေကိုတော့ဒါတောက်ချင်းအဖြစ်စီလန်းကြောင့်မကြောက်မတရားကာကွယ်ပေးနိုင်ပါတယ်ခင်ဗျ ဟုတ်ပါတယ်ဒီနေရာမှာကျမတို့သတိထားမှာကတော့တဘာဝအရေရွှမ်းတဲ့နော် citric ပါတဲ့အစားအသီးကိုဆိုလိုတာပါတယ် ready made တွေကိုမဆိုတော့ဘာလို့ ready made ဆိုခဲ့လို့ရှိရင်ဖြော်ရည်တွေဆိုခဲ့လို့ရှိရင်သူ့အတွက်မှာဆိုဒီယမ်ဆိုတာပိုများသွားနိုင်တော့ကျမတို့ရွေချက်ကအောက်သွားမယ်လက်ဆက်ဆက်အသီးချင်တဲ့အသီးတွေစားအောင်ပါပေါ့နော်ဆရာပြီးတော့ဆရာ နောက်အဝလွန်တာပေါ့ကျွန်တော်လေးဒီအဝလွန်တာဘယ်လိုဆက်ဆက်လဲဆိုတော့အဝလွန်ရင်ခန္ဓာကိုယ်ရဲ့ acid တွေပြောင်းလဲပြီးတော့စီးကြောက်တည်တာကိုဖြစ်စေနိုင်တယ်လို့မသားရပါခင်ဗျ ဟုတ်ပြီဒါဆိုရင်ကျမတို့ဒီနေ့ပြောတဲ့ဒီဝါတဲ့ကိစ္စဟာလေဆရာအောင်ဖြိုးလက်ပြောသွားတယ်သွေးတိုးမှလည်းဝါရင်သွေးရပိုတိုးတယ်ပြီးတဲ့အခါကျတော့ဆရာမြတ်ကိုပြောသွားတဲ့အထဲမှာလေဝါရင်ကျန်တာမကောင်းဘူးပေါ့နော်ဝါရင်ရည်တတ်အခုဆရာပြောတဲ့ထဲမှာဝါရင်လေကြောက်ဖြစ်နှုံများတာကိုတွေ့ရတယ်ဆိုတော့ဒါလည်းကျမတို့ကာကွယ်ရဆင်ခြင်ရမှာဖြစ်ပါတယ်ပြီးတော့စီကြောက်ကိုကုတာရောဆရာပြောခြင်းလေ စီကြောက်ကကျတော့ကျွန်တော်တို့ဟိုအလွေဆုံးပေါ့လေဒီခန္ဓာကိုယ်ကဒီသဘာဝအလျောက်သူ့အောင်ဆင်းမြဲဆိုရင်တော့ဒီကနေ့ကရေမများတော့ရေမများတော့ရင်ဒီစီကြောက်တေးသေးမမောအမုံမောလေးတွေကနေတော့ဒီစီလန်းချောင်းနဲ့တစ်စင်ပုံကျသွားနိုင်ပါတယ်ခင်ဗျ အဲ့တော့ရေများများတောက်မယ်ဆိုကျမတို့တံမြာကြီးဖြော်တဲ့အခါမှာတကြားကိုများများထည့်လိုက်ရင်အနေတွေကျနေတာပေါ့အဲ့မှာရေများများထည့်လိုက်ပြီးမှွေလိုက်ရင်တကြားပျော်သွားတာပေါ့အဲ့သဘောတရားအတိုင်းပဲရေတာများများတောက်မယ်ဆိုရင်ဒီစီးထဲမှာကြောက်တရားပျော်သွားမယ်ကြီးရာကနေပေါ့သေးသွားနိုင်တယ်တခါသေးတာလည်းပုံမကြီးနိုင်ဘူးပေါ့ပြောင်းပြန်ပြောမယ်အဲ့သေးသေးလေးတွေကပုံမှန်တိုင်းပဲစီးသွားတဲ့အခါမှာပါသွားနိုင်ဒါဒီသာအကောင်းဆုံးအချက်ဖြစ်ပါတယ်ဒါတကဘာလုံးကအတိမှတ်ပြုလက်ခံထားတဲ့အတွက်ကြောင့်မလို့ရေများများတောက်တာကိုကျမတို့အားလုံးသတိထားသင့်ပါတယ်ဆရာပြီးတော့ နောက်တစ်ခုကကျွန်တော်တို့ဒီဟိုလီဆာနဲ့ကြောက်ချီပြီးတော့ဟိုစီလန်းကြောင်းလေး ကြောက်ရှိကြောက်ချီလို့ရတယ်ဒီနည်းတွေလည်းရှိတယ်ပေါ့ဆရာနော်ပြီးတော့ဆရာ နောက်ကြောက်အရန်ကြီးတယ်ဆိုရင်တော့ဒါ ခွဲစိတ် ခွဲစိတ်ရတယ်ဟုတ် ဟုတ်ကဲ့ဒါဆိုရင်ကျမတို့ကဒီစီးကြောက်ကိုကုတဲ့ကုတုံးလဲတည်ပြီအဲ့တော့စီးကြောက်ကရောစီးကြောက်တိုင်းကအန်ရပေးလားအန်ရမပေးဘူးဆိုဒီတိုင်းပဲထားလိုက်ရင်လေဖြစ်သလားပေါ့နော် စီကြောက်အန်ရရှိပါတယ် အန်ရရှိတယ် သူကတစ်ခါကျရင်ကြောက် ဘာလက္ခဏာမှမပေးပေမဲ့လေ ဟိုဖြစ်နေနိုင်တဲ့စီကြောက်က ဟုတ်ပြီဒါဆိုရင်နောက်ကျမတို့ဟိုဒီကလေလူနာတွေကလာမေးကြခါနာရင်စီးကြောက်လားဆိုလာကြတယ်ခါနာတိုင်းစီးကြောက်ရှိရင်တော့ခါနာနိုင်တယ်သို့တော့ခါနာတိုင်းကစီးကြောက်လို့တသမတ်ပြောဖို့တော့ခက်တာပေါ့နော်တခြားဒီပေါင်းတို့ကြွက်သားတွေတို့ဓာတွေလည်းဖြစ်နိုင်တာပေါ့နော်ပြီးတော့ဆရာ နောက်ဒီ ကြောက်ရှိ ကြောက်ရှိတဲ့လူတွေတိုင်းကတော့ဒီစီးထဲမှာသွေးပါတာမျိုးတွေမကြကြုံရလဲပါတယ်ဟုတ် ကြောက်ကအချွန်ထက်ပေးတာစီးသွားတဲ့နံရံလေးကိုထိပြီးသွေးထွက်တတ်တယ်အဲ့သွေးစီးထဲမှာသွေးပါရင်တော့လူတွေကလန့်ဖြတ်ပြီးလာကြတာရှိတာပေါ့နော်ပြီးတော့နောက်ဒီစီးလမ်းကြောင်းမှာကြောက်တယ်တွေဆိုရင်တော့ပိုးဝင်မှုလွယ်တာပေါ့ပိုးတွေဝင်လာတယ်ပိုးပေါက်တွေဆိုရင်သူကရှမ်းတုံပြီးတော့ဖျားလာနိုင်တယ်အဲ့လိုမျိုးဒီစီးပိုးဝင်တဲ့လမ်းပိုးခဏခဏဝင်နေဆိုရင်တော့ဒါသူကြောက်တယ်ပြန်ဖြစ်နိုင်တာဒီကြောက်ကတော့အရွေစားလေးကြီးတာပေါ့ဟုတ်ပြီ စီးပိုးကြောင့်ဖြစ်တယ်ဟာ အဲ့တော့စီပိုးရှိရင်လေကြောက်ဖြစ်နှုံများတယ်ပေါ့နော်ဒီမှာပြထားတဲ့ထူးထူးဆန်းဆန်းနာမည်ကြောက်ပေါ့အဲ့ဒါနဲ့ပြောင်းပြန်ပါပဲကြောက်ရှိရင်လေစီပိုးဝင်လာတယ်စီပိုးဟာလူတော်တော်များများမှာဒုက္ခပေးတယ်ရောက်မိန်းမတွေဆိုလို့ရှိရင်မိရချမ်းထားတဲ့ချမ်းတုံဖျားတယ်ဒါပြောလို့ရှိပါချမ်းတုံရင်စီပိုးဝင်တာသတိထားသည်ကြောက်နဲ့ဆက်နွယ်နိုင်တယ်ဆိုတာပြောရပါမယ်နော်နောက်ပြီးတော့ဆရာ နောက်ကဒါကတော့ system ကြောက်လို့ခေါ်တာဒါကတော့ရှာပပပါဟောဒါမျိုးလိုက်တတ်တယ်ပေါ့လေဒါမဲ့တော်တော်လေးနေပပပဲတွေ့ရတယ်ကြောက်မျိုးစားတစ်ခုဖြစ်ပါ ကြောက်ရှိတဲ့လူနာတရားမှာဒီ 16 ကြောက်ကတယောက်ပဲတွေ့တယ်ရှာပါပေါ့နော်အဲ့တော့ဆရာကျမတို့ကကြောက်ရှိမရှိရောဘယ်လိုသိနိုင်လဲ ဟုတ်ဒါအခုပါဆိုတော့ကြောက်ရှိမရှိသိဖို့လွယ်ပါတယ်ဆရာကျွန်တော်တို့ဒီ ultra sound ပေါ့ one byte ကို ultra sound ရိုက်လို့ဒါကျွန်တော်လည်းသိနိုင်တယ် လွယ်ကူသိနိုင်တယ်ပြီးတော့နောက်ကျွန်တော်တို့ဒါဓာတ်မှန်ရိုက်တာပေါ့ ဓာတ်မှန်ရိုက်ရင်ဒီမှာဖြူဖြူလေးတွေပေါ့နော်ကြောက်ကန်နေရ ဟုတ်ကဲ့
ကြောက်တရှိမရှိသိနိုင်ပါတယ်ခင်ဗျ။နောက်ဒီထက်ပိုပြီးတော့တိကျတဲ့ဟာဆိုတော့ CT scan လို့ခေါ်တာပေါ့ကွန်ပျူတာလက်မှတ်လေးရိုက်ရင်လည်းတွေ့နိုင်ပါတယ် ဟုတ်ပြီဒီနေရာမှာကျမအလေးထားလို့တာရိုးရိုးစီးကိုမှန်ဘလူးနဲ့ကြည့်တဲ့အခါမှာလေကြောက်မှုသေးသေးလေးတွေကတွေ့ရပါတယ်နော်တွေ့ရပါအဲ့ခါဆိုရင်တော့ရေတောက်တာပိုသတိထားဆိုပြောလို့ရတယ်အဲ့တော့စီးကိုရိုးရိုးစစ်တဲ့ဥစ္စာကိုလည်းအလေးပြုတင်ပါတယ်ပြီးတော့ဒီစီးကြောက်ရှိရင်ဘယ်လောက်ထိဟုတ်လားမျက်စိတစုံဘယ်လောက်ထိအန္တရာယ်ပေးနိုင်လဲဆရာ စီကြောက်ကလည်းဟိုကူးလို့ရတယ်တကယ်လို့မကူးပဲထားမယ်ဆိုရင်စီလန်းကြောင်ပိတ်တာပေါ့ဒါပေမဲ့ပိတ်ပြီးတော့ကြောက်ကက်ကြီးကစီနဲ့ပြေးပြီးတော့ဖောင်းပြီးတော့ကြောက်ကက်ရောင်လာပြီးတော့ကြောက်ကက်ပျက်စီးတဲ့အထီကိုဖြစ်သွားနိုင်တယ်ပေါ့နော်ဒါတော့စီးကြောက်ကလည်းဒါဆိုရင်ဆရာပြောတဲ့အတိုင်းစီးကြောက်ကမဖြစ်အောင်လေရေများများတောက်ရမယ်တချို့သောရှောင်သောအစားအစာတွေလည်းရှောင်ရမယ်ဟာလားစီးကြောက်အတွက်ကိုလည်းဟာလား medical check up လုပ်ရမယ်လို့ဆိုလိုချင်တာပေါ့နှုတ်မရင်အန်ဒီရဲ့ပေးနိုင်တာပေါ့နော်ဟုတ်ပါပြီဆရာဟုတ်ပြီအဲ့ဒါဆိုကျေးဇူးတင်ပါတယ်ကျမတို့ chat box မေးထားတာလေးတွေလည်းဖြည့်ပေးပါမယ် chat box ကိုကြည့်လိုက်အောင်နော် chat box မှာမေးထားတယ်တည်အဲ့တော့ chat box ကလေးဟုတ်ကဲ့ chat box ဟာလေးမေးထားတာရှိတယ်chat box ကတော့လောလောဆယ်တော့ chat box မှာတော့မရှိဘူးเนาะ chat box မရှိဘူးတခြားကျမတို့အချိန်ကြီးတော့နည်းနည်းတော့ရှိပါသေးတယ်။ဗာများမေးချင်ပါသေးတယ်။ရှိသေးလားမရှိเนาะ။ရသေးလား message ရ။ chat box မရှိဘူးเนาะ။ဟုတ်ပါပြီ any other comments နဲ့ question မရှိဘူးဆိုရင်တော့ကျမတို့ကဒီနေ့ကမ္ဘာကြောက်ကကျမ်းမာရေးနေ့ကိုအကျိုးအနေနဲ့ကျမတို့လုပ်တဲ့ကျမ်းမာရေးပညာပေးဟောပြောပွဲဟာနားထောင်တဲ့လူတွေအားလုံးအတွက်အကျိုးရှိမယ်လို့ယူပါတယ်ကျမအနေနဲ့လည်းဒီဟာကိုကြီးကြပ်ပြီးတော့လုပ်ပေးတယ် Galby ကုမ္ပဏီကိုလည်းကျမကျေးဇူးတင်ပါတယ်ပြီးတဲ့အခါကျတော့ကျမ Galby လည်း request လုပ်ထားပါတယ်ကြောက်ကဆေးရဲ့ center တွေဘယ်လူနာဝဲဖြစ်ဖြစ်သိကျင်တယ်ဆိုခဲ့လို့ရှိရင်ဒီဟာလေးကိုဒီခွေလေးကိုဖြန့်မှုအတွက်ပေါ့နော်ဘယ်သူပဲကြည့်စင်ကျင်တာနေရာနေစင်ကျင်နိုင်တယ်ဆိုကောင်းတယ်ဆိုကျမအဲ့လိုလုပ်ထားတဲ့အစီအစဉ်ရှိပါတယ်နားထောင်ပြီးတဲ့ပရိသတ်ကိုကျမနဲ့အတူပူးပေါင်းဆွေးနွေးကြတဲ့ဆရာအောင်ဖြိုးလက်ဟလာဆရာမြတ်ကိုဆရာထွန်းဦးအားလုံးကိုကျေးဇူးတင်ပါတယ်နားထောင်ပြီးတဲ့ပရိသတ်ကြီးလည်းကျေးဇူးတင်ပါတယ်ကျမတို့အားလုံးဟလာကျမ်းမာတဲ့ကြောက်ကက်ကလေးတွေပိုင်ဆိုင်ကြဖို့ဝိုင်းဝန်းပြီးတဲ့အခါကျကြိုးပမ်းကြစို့လို့ပဲကျမအကြံပြုရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် Thank you ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်နော်ဆရာ ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ပါတယ် thank you ပါဒါဆိုကျမတို့ထွက်လိုက်ပါပြီနော်ထွက်လိုက်တော့စား